ကြီး3000ပေးလို့တော့ဖုန်းကြီးမပြောနဲ့အမွေကိုမမြင်အောင်နေ့အလူမှာဆိုင်းနေပါလိပါသေးလား ပါတော့ပေါ့လက်တန်ထူးကြစိတ်ထူးသွားတယ်တမီးလေးပုံရဖြူတဲ့ ဘယ်လောက်ပေးရ တိတ်120ပေးရမှာဗောအဝေးကြီးကလာလာနိုင်ငံကျော်ဆိုင်ဟာ တင်ပါဗျာ လူကလည်း28ရောက်တော့ပါတယ် တင်ပါ ညကြလည်းကြိုးစားပန်းစားတီးတာ တင်ပါဗျာ နေစေတနာကောင်းလို့ဒီလိုဆိုင်မျိုးငားနိုင်တာနော် တင်ပါဗျာ တရားတရားကောင်းလာကြီးလားဟာ တင်ပါဗျာ ဘိတ်သိက်ရောပါသေးလား ဘိတ်သိက်ကပါတယ်ဗျာ ဘယ်သူလဲတော့ မမဖြူတဲ့9သိန်းတော့ပေးရတယ်ဗျာ ဟောဆိုင်တဲ့ဘိတ်သိက်တင်ကို125သိန်းရှိနေပြီနော် တင်ပါဗျာ တရားတရားကောင်းလာကြီးလားဟာ တင်ပါ အကျွေးမွေးကရောဟိ ဝတ်သားမစားလို့စက်သားဗျာ နှစ်မျိုးကျွေးမှာ တင်ပါဗျာ ဘယ်လောက်တော့မှန်းတာ တိတ်1000လောက်တော့မှန်းနေဗျာ ဟာအကျွေးမွေးက3000ဘိတ်သိက်နဲ့ဆိုင်နဲ့3250 တင်ပါဗျာ တရားတရားကောင်းလာကြီးလားဟာ တင်ပါဗျာ တို့ဖုန်းကြီးတွေဘယ်လောက်က 3000 လီမှမကြွဘူးဟိဘယ်နဲ့နင်တော့ကပြောင်းမြန်ဖြစ်နေတယ်တန်တရားကလွတ်အောင်ဟောပေးတဲ့ဖုန်းကြီးကြတော့3000ဆိုင်နေပဲစိတ်ကြတော့အများကြီးပေးငါဖုန်းကြီး3000ပေးလို့တော့ဖုန်းကြီးမပြောနဲ့အမွေကိုမမြင်ရဘူးများ ဖုံတပီးတော့အမျိုးတွေကဖုံကိုသဘောကျလို့တရားဖို့ကျတော့ဝိုင်းပြီးတော့စုချမှာဗောဖုံရဲ့ ဟာဘုန်းကြီးတရားဟောရင်စူးကြတောင်းအောင်အဆိုးတော်များမှတ်နေလိုက်ရင်